ကမ္ဘာနှာခေါင်းအကြီးဆုံးကိုပိုင်ဆိုင်ကြတဲ့မြောက်ထူးဆန်းများထူးခြားဆန်းပြတဲ့တဘာဝတရားရဲ့ဖန်တီးမှုတွေအကြောင်းပြောမယ်ဆိုရင်ဒီညာဏ်ရှင်မြောက်တွေကိုခြံထားလို့မရပါဘူးလူတွေကြားမှာနှာခေါင်းကြီးလေပိုကြည့်ကောင်းလေဆိုတဲ့စံနှုန်းသာရှိရင်ဒီတရဝါတွေကတော့တောထဲမှာအချောဆုံးစင်းဝင်မဲ့အကောင်တွေပဲဖြစ်ပါတယ်သူတို့ကတော့ဘော်နီယိုကျွန်းရဲ့အထင်ကရတင်ကေတာတစ်ခုဖြစ်တဲ့ proboscis monkey လို့ခေါ်တဲ့ညာဏ်ရှင်မြောက်တွေပဲဖြစ်ပါတယ်ဘာကြောင့်သူတို့နှာခေါင်းတွေကဒီလောက်တောင်ကြီးနေရလဲဒါဟာရုပ်ဆိုးဖို့အတွက်လားဒါမှမဟုတ်တခြားလျှို့ဝှက်ချက်ရှိနေတာလားဒီနေ့ဗီဒီယိုမှာအတူတူလေ့လာကြည့်ရအောင်ပါပထမဆုံးသိထားရမှာကဒီလိုနှာခေါင်းအရှည်ကြီးတွေကအထီးတွေမှာပဲရှိရပါအမတွေကတော့ပုံမှန်နှာခေါင်းထက်နည်းနည်းလေးပဲပိုချွန်ပါတယ်သိပ္ပံပညာရှင်တွေရဲ့အဆိုအရဒီနှာခေါင်းကြီးလေးအမတွေကိုပို့ပြီးတော့ဆွဲဆောင်နိုင်လေးပါပဲဒါနဲ့မကသေးဘူးဒီနှာခေါင်းကသူတို့အတွက်အတန်ချဲဆက်လိုမျိုးအလုပ်လုပ်ပေးပါတယ်ရန်သူလာရင်ဖြစ်ဖြစ်အချင်းချင်းဆက်သွယ်ရင်ဖြစ်ဖြစ်သူတို့អော်တဲ့အတန်ကဒီနှာခေါင်းကြောင့်ပို့ပြီးတော့ဟိန်းထွက်သွားစေပါတယ်မြောက်အများစုကရေကြောက်တက်ကြပေမဲ့ proboscis မြောက်တွေကတော့တောထဲမှာနာမည်ကြီးရေကူးသမားတွေပါသူတို့ရဲ့ခြေချောင်းလေးတွေကြားမှာအရေပြားပါးလေးတွေပါဝင်တဲ့အတွက်ရေထဲမှာလင်းလင်းမြန်မြန်ကူးခတ်နိုင်ပါတယ်မြစ်တစ်ဖက်ကန်းကိုကူးဖို့အတွက်ပေ90အမြင့်ရှိတဲ့တစ်ပင်ပေါ်ကနေရေထဲကိုပိုင်းမောက်လျက်ခုန်ချတက်ကြတာကတော့သူတို့ရဲ့အထူးခြားဆုံးမြင်ကွင်းပဲဖြစ်ပါတယ်စားတော့ပုံကလည်းထူးဆန်းပါတယ်သူတို့ကရင်းမဲ့နေတဲ့တစ်သီးတွေကိုမစားပါဘူးအဲ့ဒီအစားတစ်ရွက်စိမ့်တွေနဲ့မမှဲ့သေးတဲ့အသီးတွေကိုပဲစားကြပါတယ်ဘာလို့လဲဆိုတော့သူတို့ရဲ့အစာရင်ကတရားဓာတ်ကိုမချေဖြတ်နိုင်ပဲပိုက်ပွားပြီးတော့တေဆုံးနိုင်လို့ပဲဖြစ်ပါတယ်ဒီလောက်စိတ်ဝင်စားဖို့ကောင်းတဲ့တတဝါလေးတွေဟာအခုဆိုရင်မျိုးသုံးလူနီးပါးစရင်နဲ့ရောက်နေပါပြီသူတို့ဟာကဘာပေါ်မှာဘော်နီယိုကျွန်းတစ်ခုထဲမှာပဲနေထိုင်ကြတာပါဒါပေမဲ့လူတွေကသူတို့နေထိုင်ရာဒီရေတောတွေကိုဖျက်ဆီးပြီးစီအုံးဆိုင်ခင်းတွေလှုပ်လာကြတဲ့အတွက်သူတို့ရဲ့လူဦးရေဟာလွန်ခဲ့တဲ့နှစ်40အတွင်း90%ကျော်လျော့နည်းသွားခဲ့ပါပြီဒီထူးဆန်းတဲ့နာဒန်ရှင်မြောက်ကလေးတွေအကြောင်းကိုတင်ရောဘယ်လိုထင်တယ်လဲသူတို့ရဲ့နှာခေါင်းကြီးတွေကချစ်ဖို့ကောင်းတယ်လို့ထင်လားပြောတော့လို့ရပါရဲ့နော်အခုလိုစိတ်ဝင်စားဖို့ကောင်းတဲ့တဘာဝလောကအကြောင်းတွေကိုအမြဲကြည့်ကြရင်တော့ကျွန်တော်တို့ page ကို follow လုပ်ထားဖို့မမေ့နဲ့ဦးနော်အဆုံးထိကြည့်ရှုပေးကြလို့အားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ